Hello တကယ်ကျွန်တော်ရေရှုဒီနေ့တော့မြန်မာရေး platform team နဲ့အတူတူတာကိုယာကီသွားစားကြမှာဖြစ်ပါတယ်တာကိုယာကီစားရင်းနဲ့အတူတူဒီဂျပန်စာလေ့လာဖို့ပေါ့နော်ဂျပန်စကားလုံးတချို့ကိုအတူတူလေ့လာကြပါမယ်ကဲအဲ့တော့သွားလိုက်ကြရအောင်နော်たこ焼きください。たこ焼きください。ありがとうございます。တာကိုယာကီစားနေရင်လည်းရှုလို့မျိုးပူသွားမှာကိုစိတ်ပူရင်တော့လုံးဝဖြည်းဖြည်းစားပေးရပါမယ်နော်おいしいもう一個ちょうだい。もう一個ちょうだい。ありがとう。ကဲဒီနေ့တော့တာကိုယာကီမာနီနဲ့အတူဒီဂျပန်စားတော့ဆိုင်တွေမှာရောက်ရင်သုံးလုံးလို့ရတယ်ဂျပန်အသုံးလုံးလေးတွေကိုရှုနဲ့အတူတူလေးလာပြီးပြီဆိုတော့အားလုံးပဲမှတ်မိလိုက်မယ်လို့မျှော်လင့်ပါတယ်ရှင်ဆိုင်မှာမှာလို့ရရဲစားတော့ဆိုင်မှာသုံးလုံးလေးတွေနဲ့အတူတူပဲတခြားသောဂျပန်စားအခြေခံကိုလည်းလေးလာခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီမြန်မာ youth platform ကonline course တွေကိုလည်းတက်လို့ရပါတယ်เนาะအဲ့တော့အိမ်မှာနေရင်းနဲ့ပေါ့ပတနေ့ကိုနည်းနည်းစီပေါ့နော်တင်ယူသွားရင်းနဲ့တက်လို့ရရဲ့အပြင်ကိုသူကအခမဲ့ course ပဲဖြစ်ပါတယ်ဆိုတော့အရင်ကကောင်းတဲ့ခွင့်ရေးပေါ့နော်ကဲအဲ့ဒါဆိုရင်တော့ဗီဒီယိုလေးရတော့ဒီလောက်ပါပဲရှင်နောက်ဗီဒီယိုလေးတွေမှာလည်းရှုနဲ့အတူတူဂျပန်စာလိုက်ပြီးတော့ပြောချင်တယ်ဆိုလို့ရှိရင်တော့ဒီ MYP ရဲ့ course ကိုအများဆုံးပဲတွားတက်လိုက်ကြရတော့เนาะအားလုံးပဲ bye bye sayonara